ဘန်ကောက်မှာနေပြီး office အလုပ်နဲ့ဖြတ်သန်းနေတဲ့မိန်းကလေးတယောက်ရဲ့တရက်တာဒီနေ့ကတော့ Sunday ဆိုပေမဲ့ step အတွက်ကတော့ weekend မဟုတ်ပါဘူး office အလုပ်လုပ်နေရဆိုပေမဲ့ Saturday and Sunday ကတော့မပိတ်ပါဘူးပုံမှန် office routine အတိုင်းပဲမနက်စာကိုတေချာပြင်ဆင်စားတောက်ပြီးတော့မှအလုပ်ကိုသွားပါတယ်ဒီနေ့ရဲ့ outfit ကိုရော step က uniform လေးကိုယူဝတ်ထားတယ်ပုံမှန် uniform ကတော့အမြဲဝတ်စရာမလိုပါဘူးဘန်ကောက်မှာ weekday ဆိုရင် traffic jam အရင်ဖြစ်ပေမဲ့ weekend မှာဆိုရင်အလုပ်သွားရတာအဆင်ပြေဆုံးလို့ပြောလို့ရတယ်ဒီနေ့လဲထုံးစံအတိုင်းပဲ preparation step ကိုအရင်ဆုံးစပြီးတော့ step လုပ်စီရရှိတာကိုလုပ်တယ်ဒီနေ့ကတော့ content creation ဘိုင်းကိုကိုင်နေရတဲ့အတွက်ကြောင့် step သူများ session တွေမှာရှုံနေပါတယ်မနက်ပိုင်းအတွက်အလုပ်တချို့လည်းပြီးပြီဆိုတော့ lunch break မှာ step ကောက်မှာ lunch သွားဝယ်ပြီးတော့ step co-worker တွေနဲ့ lunch break လေးကို enjoy လုပ်ဖြစ်ခဲ့တယ် lunch လေးလည်းစားပြီးပြီဆိုတော့ပုံမှန်လုပ်နေကြအလုပ်တွေကိုဆက်ပြီးတော့အပြီးသက်ပြီးတော့လုပ်ပါတယ်ဒီနေ့ကတော့ laptop နဲ့အလုပ်လုပ်ရတဲ့ဆိုင်မှာပို့ပြီးတော့အလုပ်လုပ်ဖြစ်တယ်တခြားလူတွေနဲ့ပို့ပြီးစကားပြောဖြစ်ဆိုင်မှာလိုအပ်တာလေးတွေကိုပြင်ဆင်ပေးဖြစ်တယ်ဒီနေ့က stay ရဲ့ weekday ရဲ့နောက်ဆုံးရက်လေးဖြစ်တော့ weekend မရောက်ခင်မှာအလုပ်တွေကိုတက်နိုင်သမျှလက်ဆက်တက်တယ် stay ရဲ့အလုပ်ကတစ်ခါတလေကြာရင်လည်း pressure ရများသူတစ်ခါတလေကြာရင်လည်းပြောဖို့ကောင်းပါတယ် stay နဲ့အလုပ်လုပ်တဲ့ co-worker တွေကလည်းတော်တော်များများပြောဖို့ကောင်းတဲ့ fan ဖြစ်ကြတယ်ပေါ့နော်ပုံမှန်လိုပဲ9နာရီဆိုတော့ရုံးစင်းပြီးဝယ်စရာရှိရဝယ်ပြီးတော့ဂျင်ကိုသွားတယ်ညစာစားပြီးလို့ရှိရင် break နာယူပြီးရင် stay ရဲ့ဂျင် routine မှာ enjoy လုပ်ဖြစ်တယ်ဒီနေ့ကတော့စိတ်ဆင်ပြေနေရတဲ့ stay ဂျင်မှာပို့ပြီးတော့အချိန်ပေးပြီးတော့နေဖြစ်တယ်ကိုပို့ပြီးတော့ balance ဖြစ်အောင် stretching တွေကောင်းအောင်လို့အချိန်ပေးဖြစ်တယ် stay ရဲ့တရက်တာဂျင် routine နဲ့ပြီးသွားပြီဆိုတော့အိမ်ကိုပြန်ရောက်တယ်အိမ်ကိုပြန်ရောက်တာနဲ့ရောက်ချင်းလုပ်တာတော့ vlog တွေတင်စရာရှိရနဲ့ဒီနေ့ editing လေးကိုအဆုံးသတ်ပြီးတော့ posting ဖို့ planning နေလုပ်တယ်ဒီနေ့ရဲ့ကိုပိုင်ချိန်လေးမှာလည်းကိုယ့်အတွက်ကိုအလုပ်လုပ်ဖြစ်တယ်နောက်ဆုံးမှာတော့ take a shower လုပ်ပြီးတော့ relaxing လုပ်တယ်တရက်တာလုံးလည်းအလုပ်လုပ်ပြီးပြီဆိုတော့အနားယူချိန်မှာဟိုကြည့်ဒီကြည့်နဲ့ social ပေါ်မှာခဏနေပြီးတော့အဲ့ချိန်လေးရောက်ပြီဆိုတော့ဒီနေ့ရဲ့ vlog လေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်